အိမ်နောက်ပြူတယ်ဆိုတာခလီကစားစရာလုံယုံမဟုတ်ပါဘူးလေးနဲ့တော့ပေါင်းဆက်ရှင်ဖြစ်သည်ဒါကြောင့်ကာမစိတ်တစ်ခုပဲတည်ရင်မန်မော်ရင်အိမ်နောက်မပြူပါနဲ့ချစ်တာတစ်ခုပဲတည်နေရင်လည်းအိမ်နောက်မပြူသေးပါနဲ့ရင်းကျက်ပြီးအသိပညာပြည့်စုံမှသာအိမ်နောက်ပြူသေးမှာလေယခုခေတ်ကအသက်15-16အရွယ်ဆိုတလင်ကွာနှစ်လင်ကွာသုံးလင်ကွာဖြစ်နေကြပြီယောက်ျားလေးဆိုလေမိန်းမတယောက်ပြီးတယောက်ပေါင်းဖက်နေကြတဲ့ခေတ်ပြက်ကြီးပါအကြောင်းကဘူးမသိဘာမသိပဲချစ်ကြိုက်ကြညားကြတယ်ရင်းချက်မှုမချအတွေးခေါ်နေပြီးအလုတ်အကင်မနိုင်ရင်ရန်ဖြစ်စကားများပြီး꿰ကြပါတယ်အိမ်နောက်မပြုတ်မီကိုအရင်သုံးသက်ကြည့်ပါယောက်ျားလေးဆိုအိမ်နောက်ဦးစီးနေရကြေးပွန်စွာထမ်းဆောင်နိုင်ပါသလားမိသားစုကိုရောခြာဖွေကျွေးမွေးနိုင်ပါသလားအလုတ်အကင်ကိုရောပိုင်နိုင်လုံနိုင်ပါသလားကိုမိမနဲ့ပတ်သက်တဲ့ကိစ္စဝါကိုတာဝန်ယူနိုင်ပါသလားလေးလာသိရင်မို့ရောပြေဆုံးပြီလားမိန်းကလေးဆိုရင်အိမ်ရှင်မကောင်တယောက်ဖြစ်အောင်လုံတက်ကင်တက်ပါသလားလင်ဝတ်တရားကိုရောကြေးပွန်စွာထမ်းဆောင်နိုင်ပါသလားခြားဖွေသမျှကိုရောဘလို့စုဆောင်ပြီးဘလို့တိုးတက်အောင်ကြံဆောင်နိုင်ပါသလဲမိခင်နေရရောက်လာရင်လေကိုသားသမီးကိုတေချာသွန်သင်ဆုံးမတတ်ပါသလားအပြူဘဝလိုပေါ်ပြပြနေထိုင်လို့မရတော့သဖြင့်ရင်းကျက်တည်ငြိမ်စွာနေနိုင်ပါသလားတကယ်တော့အိမ်အောင်ပြူတယ်ဆိုတာတွေးတက်စဉ်းစားတရင်အရန်ခက်ခဲပါတယ်ဖြစ်လို့ပဲဖြစ်ပါစေညာပြီးရင်သူ့အလိုလိုနေသားကြသွားမယ်လို့လူပိန်းအုံနောက်မျိုးမတွေးပါနဲ့အနာဂတ်မှာဇနီးကောင်းလင်ကောင်းဖြစ်အောင်ပဲစူးစမ်းပြီးနေထိုင်နိုင်မှသာအိမ်အောင်ပြူစေခြင်းနဲ့လင်းရဲ့မရရဲ့ဖြစ်လာပြီဆိုရင်တယောက်ပေါ်တယောက်လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ရမယ်အကောင်အဆိုးကိုလည်းအတူတူမျှဝေခံစားနိုင်ရမယ်အခက်ခဲဆိုတာရှိစမြဲပါတယောက်ကိုတယောက်လည်းအပြစ်မတင်ကြပါနဲ့ရံမဖြစ်ကြပါနဲ့အချင်းပါသွားနိုင်တယ်ဒေါသနဲ့ပြောလဲဒီစကားပဲပြလဲပြောလဲဒီစကားပါပဲသို့တော့ကောင်းမွန်ပြောဆိုညှိနှိုင်းခြင်းကအရန်ကိုတန်ဖိုးချေစေပြီးပြည်လဲစေပါတယ်အိမ်အောင်စီဖြစ်တဲ့အတွက်အရက်သေးစားနဲ့လောင်းကစားလုပ်ခြင်းချောင်းခြင်းမှာအစာကောင်းမှအနောင်သေးကြသလိုမွေးလာတဲ့သားသမီးကိုလမ်းစာမခင်ပြပါနဲ့တန်ဖိုးချီစွာနေတိုင်းရင်အဖိုးတန်တဲ့ကလေးများသာရပါလိမ့်မည်အိမ်ချင်းမဆိုလေသားသမီးများကိုလိမ္မာရေးချကြည့်အောင်သွန်သင်ဆုံးမနိုင်ပါစေအစဲတော့မပါပါစေနဲ့ကြားမများရင်ကလေးတွေကဗစရဲဆွေးနေတတ်တယ်တင်းလေတက်လေတဲ့အရင်မှာအကောင်းဆုံးဖြစ်အောင်လမ်းပြပါတန်းဆိုတာပူတုံးပဲလူချင်းတဲ့ပုံစံထူစစ်လို့ရမယ်အေးခဲလာလေမကြောလာလေပါပဲသားသမီးမကောင်းရင်မိဘကောင်းတယ်တာယာတော်မိသားစုဘဝပိုင်ဆိုင်နိုင်ကြပါစေဒီစာလေးဒီဗီဒီယိုလေးကိုအဆုံးထိကြည့်တဲ့သူဟာအသိပညာတိုးပွားပြီးအများကြီးမဟုတ်ရင်တော့အသည့်တရားတစ်ခုခုရလိမ့်မယ်လို့ယုံကြည်ပါတယ်ကျေးဇူးလေးတင်ပါတယ်ယခုလိုအချိန်ပေးပြီးနားဆင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်